ငလင်ဘေးကူညီမဲ့စင်ကာပူရှာဖွေကယ်ဆယ်ရေးအဖွဲ့မြန်မာစီလာနေပြီဆိုတဲ့တဲ့မြန်မာငလင်ဘေးကိုကူညီဖို့အတွက်စင်ကာပူနိုင်ငံရဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာဒီနေ့မတ်လ29ရက်ကဒေသစံတော်ချိန်နေကင်းပိုင်းတနာရီမိနစ်20မှာချန်ကီလေဆိပ်ကနေထွက်ခွာလာပြီလို့သိရပါတယ်။အဖွဲ့ဝင်80ပါဝင်လာမှာဖြစ်ပြီးရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ဖြတ်တောက်ဆက်တွေအပြက်စီးတွေကိုမတင်နိုင်တဲ့စက်ကရိယာတွေတည်ဆောင်လာတယ်လို့သိရပါတယ်။တရုတ်သမ္မတကစစ်ကောင်းဆောင်မင်းအောင်လှိုင်ထံဖုန်းခေါ်ဆိုခြင်းမရှိတဝန်လွှာပေးပို့ဟုတရုတ်တန်ယုံပြင်ဆင်ထုတ်ပြန်မတ်29/2025EORI သတင်းအင်အားပြင်းကလေးလှုပ်ခတ်မှုနှင့်ပတ်သက်၍တရုတ်သမ္မတရှီကျင့်ဖျင်ကအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံဖုန်းခေါ်ဆိုခဲ့ကြောင်းရန်ကုန်မြို့တရုတ်တန်ယုံကကနဦးထုတ်ပြန်တော်လဲဖုန်းခေါ်ဆိုခြင်းမရှိဘဲတဝန်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းထပ်မံပြင်ဆင်လိုက်သည်ယနေ့မတ်လ29ရက်နနက်ပိုင်းတွင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကမြန်မာကလေးနှင့်ပတ်သက်၍သမ္မတရှီကျင့်ဖျင်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ထံဂရုဏာဖြစ်မိကြောင်းဖုန်းခေါ်ဆိုခဲ့သည်ဟုပထမသတင်းထုတ်ပြန်ခဲ့ပြီးနောက်နိုင်ဝက်ခန့်အကြာတွင်တဝန်လွှာပေးပို့ခဲ့ကြောင်းပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံ၏ထုတ်ပြန်ချက်မူရင်းတွင်မြန်မာနိုင်ငံအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟုဖော်ပြခဲ့သည်ဖြင့်အဆိုပါထုတ်ပြန်ချက်အောက်တွင်နိုင်ငံတော်ဝန်လူသက်နေသောစစ်ကောင်းဆောင်ကိုမြန်မာနိုင်ငံအကြီးအကဲဖြစ်ဖော်ပြခြင်းမပြုရန်ပြည်သူများကဝင်ရောက်မှတ်ချက်ပြုရေးသားကြသည်အာဏာသိမ်းစစ်ကောင်စီတပ်သည်ယမန်နေ့မတ်လ28ရက်အင်အားပြင်းကလေးမလုတ်ခတ်မီနှင့်လှုပ်ခတ်အပြီးတို့တွင်မကွေးတိုင်းမြိုင်နယ်နှင့်ပခုတ်ကူနယ်အဆက်စကိုင်းတိုင်း6ဦးမြို့နယ်ပဲခူးတိုင်းဖြူးမြို့နယ်စစ်တောင်းမြစ်အရှိချမ်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တို့ကိုလေကြောင်းမှတိုက်လေရုပ်17လေထီးတို့ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအရက်သားပြည်သူအချို့ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့တေဆုံးခဲ့သည်ဒဏ်ရာရသူများနှင့်ပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်းဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်တရုတ်သမ္မတရှီကျင့်ဖျင်ကမြန်မာနိုင်ငံသည်ပြင်းထန်သောငလင်ဘေးဒဏ်ကိုခံနေရကြောင်းသတင်းကြားသိရကြောင်းငလင်ကြောင့်အသေးပြောက်နှင့်စီးစိမ်ဥစ္စာများဆုံးရှုံးမှုကြီးမားစွာကြုံတွေ့နေရသည်ကိုတရုတ်အစိုးရနှင့်ပြည်သူတို့ကိုယ်စားတေဆုံးသူများအတွက်လေးလေးနက်နက်ဝမ်းနည်းကြေကွဲကြောင်းနှင့်တေဆုံးသူများ၏မိသားစုများထိခိုက်ဒဏ်ရာရရှိသူများနှင့်တဘာဝဘေးသင့်ပြည်သူများအားအလေးနက်ဝမ်းနည်းကြောင်းပြောကြားလိုသည်ဟုတဝန်လွှာ၌ဖော်ပြသည်တရုတ်နိုင်ငံသည်မြန်မာနိုင်ငံအတွက်လိုအပ်သောအကူအညီများပေးအပ်ရန်နှင့်ပြည်သူများတဘာဝဘေးဒဏ်ကိုကျော်လွှားပြီးနေအိမ်များကိုအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန်ကူညီပေးသွားရန်ဆန္ဒရှိကြောင်းလည်းတဝန်လွှာ၌ဖော်ပြသည်အင်အားပြင်းကလေးလှုပ်ခတ်ခဲ့သောမြန်မာနိုင်ငံကိုကူညီကယ်ဆယ်ရေးများလှုပ်ဆောင်ရန်ဆန္ဒရှိကြောင်းလည်းတဝန်လွှာ၌ဖော်ပြသည်အင်အားပြင်းကလေးလှုပ်ခတ်ခဲ့သောမြန်မာနိုင်ငံကိုကူညီကယ်ဆယ်ရေးများလှုပ်ဆောင်ရန်ယနေ့မတ်လ29ရက်နနက်ပိုင်းတွင်တရုတ်နိုင်ငံယူနန်ပြည်နယ်မှ38ဦးပါကယ်ဆယ်ရေးအဖွဲ့လေကြောင်းမှတဆင့်ရောက်ရှိလာခဲ့သလိုနယ်စပ်ဖြတ်ကျော်ပြီးလည်းရှမ်းပြည်နယ်မြောက်ပိုင်းမှကားများဖြင့်ဝင်ရောက်လာကြသည်ကိုတွေ့ရသည်ယမန်နေ့တွင်ပင်တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်မော်လိုက်ခန့်ကလည်းမြန်မာနိုင်ငံမြင်းကလေးလှုပ်ခတ်မှုနှင့်ပတ်သက်၍အာဏာသိမ်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ထံတဝန်လွှာပေးပို့ခဲ့သည်ဟုဆိုသည်ကျွန်တော်လေးစားချစ်ခင်ရပါသောပြည်သူလူထုအပေါင်းတို့ခင်ဗျာ2025ခုနှစ်မတ်လ28ရက်နေ့ဟာကျွန်တော်တို့နိုင်ငံရဲ့သမိုင်းမှာစိုးဝါးတဲ့တဘာဝဘေးအန္တရာယ်ကြီးကြောင့်မေ့မရနိုင်မဲ့နေ့တစ်နေ့အဖြစ်မှတ်တမ်းဝင်သွားပါပြီငလင်တန်တင့်တယ်အသေးသေးကနေတက်လာတဲ့သတင်းတွေကိုမြင်တွေ့ကြားသိရတာဟာတကယ်ကိုရင်နှွေးပေါ်ကောင်းလာပါတယ်ဒီလိုဘေးဒဏ်ခံစားရတဲ့နစ်နာမှုဟာအလွန်အရေးကြီးတဲ့ကိစ္စဖြစ်တာကြောင့်ဝန်ကြီးချုပ်ကတိုင်းပြည်နဲ့ကဘာကိုအတိပေးပြောကြားပြဖြစ်ပါတယ်ယခုကျွန်တော်တို့နိုင်ငံတော်တစ်ခုလုံးအတွက်စိုးရင်ထိတ်လန့်ပွဲကိစ္စဖြစ်တာကြောင့်ကျွန်တော်ယာယီသမ္မတတို့နဲ့ဖြင့်အလေးနဲ့ထပ်မံပြောကြားရခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာနှစ်ပေါင်း186နှစ်အတွင်းအဆိုးအဆုံးမြင်းလင်းတန်ကြောင့်အသက်ဆုံးရှုံးရသူထိခိုက်ဒဏ်ရာရသူအိုးအိမ်ပစ္စည်းဆုံးရှုံးသွားရသူတူချင်းစီတိုင်းမိသားစုဝန်တိုင်းနဲ့ကျွန်တော်တို့အားလုံးအထူးထူးရှိနေပါတယ်လို့ဆုတောင်းပေးပါတယ်တူချင်းစီတိုင်းနဲ့ထပ်တူဝန်နေကျေကွယ်မှုကိုမျှဝေခံစားရပါတယ်ကျွန်တော်ရဲ့မိသားစုဝင်များတည်ဆုံးရသလိုပူဆွေးဝမ်းနေရပါတယ်လက်ရှိမှာတေချာအတိမပြုတ်နိုင်သေးပေမဲ့ဘာသာပေါင်းစုံကယဟန်ရှင်လူပြည်သူလူထုတေဆုံးသူအရေးအတွက်ဟာ
ထောင်ပေါင်းများစွာထိရှိနေမယ်လို့အကြမ်းဖျင်းခံမှန်းချက်တွေတွေ့ထားပါတယ်ဒါဟာကိန်းကနန်တက်မဟုတ်ပါဘူးဒါဟာသဇင်းတွေမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့မိသားစုညီကိုမောင်နှမဆွေမျိုးသားချင်းတိုင်းပြည်လူထုဖြစ်ပါတယ်ဒါဟာအဖို့ဖွားတွေမိခင်ဖခင်တွေသမီးငယ်သားငယ်တွေဖြစ်ပါတယ်ဒီထဲမှာအရွယ်မြောက်သေးသူတွေပါသွားတာကိုလည်းသိရပါတယ်ဘယ်လောက်တောင်မှတိုင်းပြည်အတွက်ဆုံးရှုံးနေတာပွဲဖြစ်ပါတယ်လေဘယ်လောက်တောင်မှစိုးစည်းစွာကျွလွန်အလဟတာဖြစ်သွားတဲ့ဘဝတွေပါလေပြင်းအားခုနှစ်ရှိတဲ့ငလင်တန်ကြောင့်တိုင်းပြည်ရဲ့တတနိကအဆောက်အဦအမွေအနှစ်အဆောက်အဦတွေပါအပါဝင်လူနယ်အဆောက်အဦတွေစီးပွားရေးလုပ်ငန်းတွေလန်ဒရာတွေပြိုကျပျက်စီးခဲ့ပြီးဒါဟာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်နိုင်ငံတော်ကမြို့ပေါင်း80နီးပါးမှာငလင်တန်ခန်းစားရပြီးအထူးသဖြင့်နိုင်ငံအတွက်တန်ဖိုးကြီးမားလာတဲ့အမွေအနှစ်များတည်ရှိရာမန္တလေးစကိုင်းအင်းဝတ်တို့မှာပျက်စီးဆုံးရှုံးမှုတွေကိုတွေ့ရတာဟာဖြေမစင်နိုင်စရာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်အမြတ်ဖျားစီဒီပသူအမွေအနှစ်တွေပျက်စီးထိခိုက်ရတဲ့အပြင်အစ္စလာမ်ဘာသာဝင်များရဲ့ရာမဒန်ဥပုသ်လရက်မြတ်ချိန်ခါမှာယခုလိုဝန်နေပေါ်ရာဖြစ်ရဆုံးတဲ့ကြုံတွေ့ရပြီးရှေးဟောင်းဗလီတွေထိခိုက်ပျက်စီးသွားတာကိုတွေ့ရတာဟာလေယိုကျုံးရဖြစ်ပေါ်ရာပါပဲထိခိုက်တဲ့ဆုံးခေရတဲ့အစ္စလာမ်ဘာသာဝင်တို့ချင်းစီအတွက်မိသားစုများနဲ့အတူဝမ်းနည်းချစ်ကြရပါတယ်ငလင်လုတ်ချင်မှာပရိယတိစပေများတင်အန်လေးလာနေကြတဲ့ယဟန်တန်ဃာတော်များပြန်လွန်တော်မူထိခိုက်ကြရတဲ့တရင်ကြောင့်လေစိတ်နှလုံးညှိုးချုံယူကျုံမရဖြစ်ရပါတယ်တို့ချင်းစီတိုင်းတန်ဃာတစ်ပါးချင်းစီတိုင်းအတွက်ဆုတောင်းပေးနေပါတယ်ငလင်ဘေးဒန်တည်တဲ့ဒေသအသီးသီးမှာအချိန်နဲ့တပြေးညီကိုကြီးကေဆေရဲဆောင်ရွက်ချသူတို့ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိလာပါတယ်စွန့်စားလုဆောင်မှုအတွက်ဂုဏ်လည်းယူမိပါတယ်ပြည်သူအစိုးရဖြစ်တဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလင်အရေးပေါ်အခြေအနေပေါ်လာချိန်မှာချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးအထူးသဖြင့်တော်လှန်ရေးအင်အားစုထိန်းချုပ်ဒေသတွေကငလင်ဘေးဒဏ်တင်လူထုကိုထိထိရောက်ရောက်မြန်မြန်ဆန်ဆန်ကူညီနိုင်ရေးလုပ်ငန်းတွေချမှတ်လုပ်ဆောင်ခဲ့ကြပါတယ်အခုဆိုရင်ဒီချိန်မှာကျွန်တော်တို့ရဲ့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများအရက်ဘက်လူမှုအဖွဲ့အစည်းများအနေနဲ့လည်းလူအပ်နေတဲ့လူထုအတွက်ကိုညီလှုပ်ဆောင်ပေးကြဖို့ကျွန်တော်အနေနဲ့အနှုံးညွတ်ထပ်မံပန်ကြားလိုပါတယ်ကျွန်တော်တို့အားလုံးကိုစွန့်ညံစွန့်ရှိမြကျွန်တော်လူထုကိုဝိုင်းဝန်းကိုညီကြရအောင်ပါနိုင်ငံတကာမိတ်ဆွေများပြပရောက်မြန်မာတိုင်းဝိုင်းများအနေနဲ့လည်းခုချက်ချင်းကိုပဲကျွန်တော်တို့လူထုကိုထိထိရောက်ရောက်ကူညီကြဖို့အလဲနဲ့တိုက်တွန်းပါတယ်။ဒါ့အပြင်ပေးလိုက်တဲ့အကူအညီတွေကိုလည်းလူကြားကောင်းယုံလူမြင်ကောင်းယုံနိုင်ငံရဲ့အရာအသုံးချခံရယုံတက်အတွက်ဖြစ်မသွားစေပဲအမှန်တကယ်လိုအပ်နေသူစီယာနုံးပြရောက်သွားအောင်လှုပ်ဆောင်ဖို့အရေးကြီးလာတယ်လို့သတိပေးလိုပါတယ်။ဒီလိုအပ်နေသူတွေစီယာနုံးပြရောက်ရှိနေရဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆိုရပါဝန်တော်လှန်ရေးအင်အားစုများအားလုံးကပူးပေါင်းဆောင်ရွက်ဖို့အစဉ်သင့်ရှိပါတယ်ဆိုတာကိုလည်းအသေးချာအသိပေးလိုပါတယ်အချိန်မြေးလာပါကျွန်တော်တို့အမြဲတကားဖွင့်ထားပါတယ်တတိုင်းပြည်လုံးလင်ဘဲတန်နဲ့ခြုံတွေ့ရနေချင်း take land ချိန်နဲ့ပူပင်တော့ကခန်းစားနေရအချိန်မှာကိုပဲအယတလူထုကိုစစ်ကောင်စီကအကြမ်းဖက်လေကြောင်းတက်ခတ်ခဲ့တာကိုအပြင်းထန်ပြစ်တင်ရှုံချပါတယ်တခါတော့ဖြစ်လူစစ်ကလေးမမွေးနေကြဘူးလားလို့မေကွန်းထုတ်လိုက်ခြင်းပါတယ်ကျွန်တော်တို့နိုင်ငံမှာဆိုရတဲ့အဖြစ်အပျက်တွေနဲ့ရင်ဆိုင်ရချိန်မှာတိုင်းကျွန်တော်တို့လူထုဟာတူကိုတူလက်တွဲဖဲကိုထုံမပြီး
မတ်မတ်ပြန်ရနိုင်ခဲ့ကြတယ်လို့အခုလေပြည်သူအားညီညွတ်မှုအားနဲ့ဒီဖြစ်ရဆိုကြီးကနေယုံထနိုင်ကြမယ်ဆိုတာကျွန်တော်အနေနဲ့အနည်းငယ်မြတန်တရားမရှိပါဘူးဝမ်းနည်းစရာတွေအတွက်ကျွန်တော်တို့အတူတူဝမ်းနည်းကြပါမယ်အတူတူပူဆွေးငွေကြွေးကြရပါမယ်ပြီးတဲ့အခါအပြန်လာမျက်ရည်တုပ်ပေးကြပါမယ်ပွေဖိုက်နှစ်သိမ့်ကြပါမယ်ကျွန်တော်တို့မှာကျွန်တော်တို့တွေ့ရှိတယ်ဆိုတာအမြဲနှလုံးသွင်းကြပါမယ်တယောက်နဲ့တယောက်ကြောချင်းကရင်ချင်းအပြေရင်ဆိုင်ကြပါမယ်ပြီးရင်ပြပုံတဲ့ကယုံတကြပါမယ်နေတဲ့တွေကိုခုနအပြည့်နဲ့နှုတ်ဆက်ကြပါမယ်ကျွန်တော်တို့လူထုကိုကျွန်တော်အပြည့်ဝယုံကြည်ပါတယ်ချစ်ခင်လေးစားရတော့ပြည်သူလူထုကြီးခမညာပြည်သူမှပြည်သူတို့မေတ္တာတရားအချင်းနာတရားဂရုဏာတရားတို့ကိုလက်ကင်ထားပြီးဝိုင်းဝန်းဖဲမှကိုညီချင်းအဖြစ်ဒီကပ်ဘေးကြီးမှကျွန်တော်တို့အားလုံးအတူယုံထွက်ကြပါစို့တူဘောတူယုံကြည်မှုအားပေးမှုနှစ်သိမ့်မှုစုစည်းညီညွတ်မှုများဖြင့်အတူတကွပြန်လဲတည်ဆောက်ကြပါစို့လို့တိုက်တွန်းပြောကြရင်နိခုံချွတ်အပ်ပါတယ်ခင်ဗျာ